မှာဒိုင်မွန်အေဂျယ်ပိုင်းနဲ့သမီးစင်ရတနာမှာတဘာဝမုန်းကုတ် brand များနဗန်စုံကြီးကိုကျေးဇူးရှင်မမေအတွက်ဒိုင်မွန်အေဂျယ်ပိုင်းနဲ့သမီးစင်ရတနာမိသားစုမှာလာရောက်ပို့ဆောင်ပေးခြင်းနဲ့ဖြစ်ပါတယ်ရှင်သမီးတို့နဲ့အတူဗီဒီယိုအဆုံးထိလိုက်ပါကြည့်စီပြီးလို့ဖိတ်ခေါ်ပါတယ်ရှင်မြို့သမီးတိုင်းတက်ပေါ်မဆိုးရရဲ့ဘုတ်ထိုက်တဲ့ပြန်နာများစွာပဲကွယ်ကြွားဝင်းလုံးလူပုံလေးထင်ရှားပဲထူးခြားတဲ့ဒီဇိုင်းဆုံးစွာမြင်ဖို့ရဲ့လာလာကဲကွယ်နတ်သမီးရဲ့နာဆိုင်ကိုခုမြတ်ဆောင်ပဲနတ်သမီးအဝေးရောက်နေတဲ့တော်သမီးများမှာလှမ်းကြတော့တယ်ဖေဖေမေမေတို့အိမ်ကရှိနေရပဲဖြစ်ပါတယ်ရှင်။နောက်နှစ်ပေါင်းများစွာမှာလည်းဖေဖေတို့မေမေတို့ကိုဒိုင်မွန်အေဂျယ်ပိုင်းနဲ့သမီးစင်ရတနာမှာယတနာများနဲ့အတူဂါရဝပြုကြရနိုင်ကြပါစေလို့ဒိုင်မွန်အေဂျယ်ပိုင်းနဲ့သမီးစင်ရတနာမှာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။